ဒီနေ့တော့ holiday ပေးရပြီဆိုတော့เนาะနေရှာမှရှိတဲ့ပြည်သေးရွာလေးကိုတွားရလာမယ်ကြည့်ကြဆိုရှင်ကဲ let's go ကျွန်မနဲ့တူလိုက်ကြည့်ကြဆိုရှင်
ပြောရင်နားဆွေတော့မယ်ကဲဆိုရင်လို့အကြက်ကွက်လက်တွေတိတ်များလို့နေလို့မင်းကိုစောင်းနေဝင်ပေးပါနေညိုရင်ငိုတတ်တဲ့စိတ်နဲ့ရင်မသာမကြနိုင်လို့နာကိုမင်းပြန်လာပေးပါရှိတော့ငါလူပုံစံမျိုးနဲ့အိမ်မဟောင်းမဲ့ကျင်းပါပြီးမှနေမယ်မရှိရဲပဲနဲ့အချင်းဟောင်းပဲဆိုဖြစ်မယ်လူတွေပြောတယ်မင်းတဲ့မကြချင်အောင်ဆောင်ထားလေနင်ကြောင့်ပြောရင်နားဆွင်တော့မယ်ကဲဆိုရင်တော့အကြက်ကွက်လက်တွေတိတ်များကဲဒါဆိုတော့ပြပေးရလေးကိုရောက်ပြီပေါ့နော်နောက်ထပ်လည်းဒီလိုခရီးသွား blog လေးဆက်ပြီးတင်ဆက်သွားမှာဆိုတော့ like and share လေးလုပ်ပါပေးလို့တောင်းဆိုပါတယ်ရှင်ကြည့်ရှုသူအားလုံးကျေးဇူးတင်ပါတယ်ရှင် bye bye